social media မှာပြရှယ်သူတွေကလည်းအဲ့နေရာလောက်ကွက်ပြီး share တယ်ဗျာနော်ကျွန်တော်ကဖြစ်တန်ကြီး3ခုပြောတာပါနော်အဲ့3ခုလုံးဖြစ်နိုင်ပါတယ်တခုကတော့အကောင်းမြင်လိုက်အောင်ဗျာနော်ကျမ်းမာချမ်းသာစွာနဲ့အချုပ်နှောင်ထဲမှာရှိနေတယ်ပေါ့နောက်တစ်ခုကတော့ကျမ်းမာကြီးလုံးဝမကောင်းလူရုပ်တော်မထွက်ရလောက်အောင်ပင်ပန်းနွမ်းနေပြီးတော့ဒုက္ခရောက်နေပြီအဲ့လောက်ကိုပင်ပန်းနေနောက်တစ်ခုကတော့လုံးဝအသက်ဆုံးပါသွားပြီပေါ့အဲ့3ခုလုံးကဖြစ်တန်ကြီးတွေရှိတယ်နော်ဖြစ်တန်ကြီးတွေရှိတယ်တရုတ်လိုနိုင်ငံမျိုးကတောင်းဆိုတာတော့မှပဲမပြနိုင်ဘူးဆိုလို့ရှိရင်သေချာတယ်ကျွန်တော်တို့ကျမ်းမာစွာနေထိုင်နေပြီဆိုတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်နော်ဟိုနှစ်ခုမကျမ်းမာခြင်းနဲ့တေဆုံးခြင်းနှစ်ခုကတော့ကျွန်တော်ဖြစ်တန်ကြီးထဲမှာပါတယ်လို့သုံးသပ်တာမြန်မာပြည်ကနေကစိတ်မွန်းချက်နေပါတယ်တဲ့ကိုယ်တိုင်မခံရပေမဲ့ရင်ထဲမှာနာကျင်နေပါတယ်ဟာတေချာတော့ဗျာကျွန်တော်မြန်မာပြည်သားတွေရဲ့ခံစားချက်တွေကျွန်တော်တို့ကပြည်သူနဲ့ဓာတ်ရိုက်ချိတ်ဆက်ရှိသလိုနော်ပြည်သူကြားထဲမှာမွေလီမွေကောက်ပတ်နေရလောက်အောင်ကိုပြည်သူတောင်နားထောင်နေတဲ့သူတွေဖြစ်တယ်လွတ်တော်ကိုယ်စားလှယ်အလုပ်ကိုကျွန်တော်လုပ်နေတာနော်ပြီးတော့စရုပ်တော်မှန်တိုင်းအလုပ်ကိုလုပ်နေတာနှစ်ခုကျွန်တော်လုပ်နေတာဖြစ်တယ်နော်အဲ့လွတ်တော်အလုပ်ကိုကျွန်တော်လုပ်သလိုလွတ်တော်ကိုယ်စားလှယ်တွေကတော့ဘောလွတ်တော်ဖြစ်သီးလျောက်တော့သူတို့ကလွတ်တော်မှာဘောမဟုတ်တော့ချောင်းနေမှာဖြစ်တယ်နော်အဲ့တော့ပြည်သူရဲ့ခံစားချက်ကိုကျွန်တော်မြင်ပါတယ်ကျွန်တော်ရင်မောရပါတယ်အဲအကြောင်းမို့လဲကျွန်တော်အနေနဲ့နားမယ်အေးဆေးနေလိုက်မယ်ဆိုရင်နေလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့တာဝန်အရာပေါ့ဗျာနော်ခင်ဗျားတို့ပေးထားတဲ့နေရာလေးတစ်ခုပေါ့ social media platform မှာကိုမောင်ရဲဆိုပြီးတော့လူသားမောင်များစွာနားထောင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ဒီပေါ့ခင်ဗျားတို့လည်းနေရာတိုင်းမှာတာဝန်ဝတ္တရားဆိုတာပါလာပါတယ်ဒီတာဝန်ဝတ္တရားလည်းကျွန်တော်ဆက်လက်ယူနေရမှာဖြစ်ပါတယ်ပြည်သူလူထုရဲ့ဒုက္ခကိုကျွန်တော်အမြဲတမ်းပြည်သူကြားထဲမှာသိအောင်နိုင်ငံသိအောင်စရုပ်ထမှန်တိုင်းရတော့၎င်းနော်ပြည်သူကိုယ်စားလှယ်ရတော့၎င်းအဲ့နှစ်ခုလုံးကိုကျွန်တော်လုပ်နေရဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့တာဝန်ကျေစီရပါမယ်နော်မြန်မာနိုင်ငံကိုပြန်လာရဲလားကိုမောင်နဲ့ပြန်လာရဲပါဘာကြောင့်ပြန်မလာရဲရမှာလဲနော်ဘာကြောင့်မြန်မာနိုင်ငံကိုပြန်လာဖို့ကျွန်တော်အချိန်မီပြန်လာလို့ရတယ်လို့ပြန်လာရဲပါတယ်ဘာကြောင့်မပြန်လာလဲဆိုတော့မပြန်လာသေးဘူးဆိုတော့ကျွန်တော်လုံးမအားလက်သေးတာလည်းပါပါတယ်နော်မြန်မာပြည်ပြန်လာလို့ကျွန်တော်ဘာမှမဖြစ်ပါဘူးအမှုရင်ဆိုင်တာကတော့ကျွန်တော်မှမဟုတ်ပါဘူးမြန်မာပြည်တွင်းမှာနေတဲ့သူတွေမှုရှင်ရင်ဆိုင်နေတာဟိုတနေ့ကပဲမြန်မာပြည်တွင်းမှာနော်ပြည်သူတွေကိုစားပြောပေးနေတဲ့နော်ပြောပေးနေတဲ့ပုံကူတယောက်ရှိပါတယ်သူ့ကိုလည်းမှုဆွဲတာခံရတာအများကြီးရှိနေဖြစ်တယ်နော်ကမောင်ကြီးတဲ့ကိုစီပြောသလိုတဲ့မြန်မာပြည်မှာအေဂျင့်တဲ့နေရာဆိုတာမရှိဘူးလှုပ်ချင်တာလှုပ်နေတာကိုငြိမ်ခံနေရလို့ငြိမ်နေတာပဲရှိတယ်ဆိုတဲ့စကားကိုကိုမောင်မြင်လေးပြောပြပေးပါတဲ့မညီညွတ်မှုမတရားမှုတွေမမျှတမှုတွေမြန်မာပြည်မှာပြည့်ကျက်နေတာဖြစ်တယ်အဲ့ဒါကိုသူပြောမှန်ပါတယ်နော်အောင်အင်းတီးခံပြီးတော့ရေငုံနှုတ်ပိတ်ပြီးတော့တီးခံနေရတာပဲရှိပါတယ်နော်မြန်မာနိုင်ငံမှာမျှတနေတဲ့နေရာဆိုတာမရှိပါဘူးအဲ့တော့သူပြောရလဲသူ့ရဲ့ယူဆပါလေနော်အဲ့တော့စနပြောတဲ့အေးချမ်းခြင်းဆိုတာအဓိပ္ပာယ်ဖွဲ့ရမှာပေါ့လက်နက်ကင်ပဋိပက္ခကြောင့်မအေးချမ်းခြင်းနဲ့ဖိနှိပ်မှုတွေအများများလို့မအေးချမ်းခြင်းတစ်ခုရှိတာပေါ့နော်အဲ့တော့ဖိနှိပ်မှုတွေအများများနေရမြန်မာတိုင်းနိုင်ငံလုံးနှိပါပါပဲနော်ဒုက္ခရောက်နေကြတာပါမြန်မာပြည်ကနော်ရှင်းနောက်ကျော် remove ကြီးကိုတဲ့မင်းအောင်လိုင်းအာနာရှင်တို့ကင်ထားတာမှန်ကန်တယ်မလုပ်ရဲဘူးမပြောရဲဘူးအဲ့ပုံစံမျိုးဖြစ်နေတာနော်အမှန်တရားတွေအားလုံးပြောက်သုံးနေတဲ့နိုင်ငံဖြစ်နေပါတယ်ကျေးဇူးပါကျွန်တော်ရဲ့ messenger လေးခုလိုမြန်မာလိုပြန်ပြီးတော့ကြည့်လို့ရတာကျွန်တော်အရန်ဝမ်းသာတယ်နော်ကျွန်တော်အမျိုးမနေ့ကျွန်တော်ပြီးခဲ့တဲ့ရက်တွေကလိုက်လို့ရအားမရဘူးပြောရတာအားမရဘူးအခုလိုမျိုးမြန်မာလိုအကုန်လုံးပြန်ရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်တယ်ကျွန်တော်ကျေးဇူးတင်ကျွန်တော်ပြန်ပြီးတော့ဘယ်လိုလုပ်ဆိုတွေ့သွားတာနော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားတွေဘာလုပ်ရမလဲအခုလက်ရှိအခြေအနေမှာကျွန်တော်နိုင်ငံရဲ့အခြေအနေကဒါမျိုးတွေဖြစ်နေတယ်ဖြစ်တော့ပြည်သူမှာပြည်သူပဲရှိတယ်တောင်းတာပါလို့ပဲပြောရမှာပေါ့ဗျာနော်ကိုမကြီးတော်လိုင်းအင်အားစုတွေတဲ့မညီနိုင်သေးတဲ့ဒီတော်လိုင်းရေးကအနှောက်နှင်းနေတော့မင်းအောင်အကြိုက်လိုက်ပေးနေရင်ခြံစည်းကိုကြော်ခတ်နေလဲမဘာသာဆိုတဲ့ကိုတော်တွေကဝစီပိတ်နေတာအမှန်ပဲတဲ့အဲ့ဒီခြံစည်းကိုကြော်ခတ်တာနဲ့ပတ်သက်ပြီးတော့လဲတော်တော်ကိုနော်ကျွန်တော်ပြောပြပါပြီပဲဒီအစိုးရဟာမျိုးသားသစ္စာဖောက်အစိုးရဖြစ်နေတယ်
မျိုးသားသစ္စာဖောက်လုံးဝသစ္စာဖောက်မြန်မာနိုင်ငံအချုပ်ချာအာဏာတရုတ်ကိုပေးသည်နော်မြန်မာနိုင်ငံလုတ်ပိုင်ခွင့်တရုတ်ကိုပေးသည်မြန်မာနိုင်ငံကိုကြားဖြန့်ဖြစ်အောင်တရုတ်ကြားဖြန့်ဖြစ်အောင်လုပ်တာဒီအစိုးရဖြစ်တယ်မြန်မာနိုင်ငံမြေတွေကိုခြံစည်းရိုးတုတ်ခတ်နေတာဒီအစိုးရဖြစ်တယ်ကျွန်တော်စီမှာခင်ဗျားတို့မှာချက်လက်ထောက်ထားမရှိကျွန်တော်စီမှာလာယူပါနော်ကျွန်တော်စီမှာဓာတ်ပုံထောက်ထားတွေရှိပါတယ်နော်ဘယ်နေရာမှာအထိနော်ခြံစည်းရိုးတိုးခတ်ထားတယ်ဆိုတာကျွန်တော်ပြောပြလို့ရပါတယ်အဲ့ဒါတော့မှနိုင်ငံတော်အဆင့်ပိတ်နေတာတော့ကျွန်တော်အံ့ဩဖို့ကောင်းတယ်အဲ့တော့ခင်ဗျားတို့အဲ့ဒီတရုတ်ခြံစည်းရိုးတိုးခတ်တဲ့ကိစ္စကျွန်တော်စီမှာဒေတာထဲမှာအကုန်လုံးရှိပါတယ်နော်မရှိဘဲနဲ့ကျွန်တော်မပြောပါဘူးအဲ့တော့ကိုတခါပဲကျွန်တော်တို့ကပဲညာတရားရောင်းသိတယ်မလားအတော်စိုးသောတော်ဆိုတဲ့အစိုးရနော်တကယ်အမျိုးခေါ်မယ်ဆိုတော့ပြပအာကိုပစိန်ရိုးဆိုတာတကယ်ပစိန်ရိုးအစိုးရဆိုတာဒီအစိုးရဖြစ်နေတယ်နော်တရားတွေဆိုတဲ့နော်မို့တဝင်းမှမရှိမိသည့်တလုံးတော်မရှိဘူးတဲ့နော်ဘယ်လောက်ရာဇဝတ်ဖြစ်နေလဲတဲ့ဒီ9နှစ်ကျော်တည်းမှာတရားတွေမီးရမရှိနော်မီးတော့မရှိမှောင်းတဲ့ခါမှာရာဇဝတ်မှုတွေဖြစ်ဟိုတနေ့ကလည်းကျွန်တော်တွေးလိုက်ပါတယ်နော်ဟိုလိုင်းသားရမှာလိုင်းသားမြရန်ကုန်မှာဖြစ်သွားတဲ့တက်ငယ်မရိမှုကိုရဲရသွားဖမ်းတဲ့ခါမှာရဲရလိုက်ပြခိုင်းတယ်ပေါ့လိုက်ပြခိုင်းတဲ့ခါမှာခါလေးပြစ်တပ်လိုက်တယ်အပြစ်တပ်လိုက်တယ်မဟုတ် sorry ပါ तू ကထွက်ပြေးလို့ပြစ်တပ်လိုက်တယ်အဲ့တော့ဒီလိုပဲနားလည်ပေးလိုက်ပေါ့ဗျာနော်ကျွန်တော်လည်းဒါနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့မဆွေးနွေးချင်တော့ပါဘူးအမှန်တရားအတွက်ဆက်လက်ဆွေးနွေးမယ်ဆိုရင်တော့ခါးသီးစရာကြီးလည်းဖြစ်လာအောင်ပါနော်အဲ့ဒါလေအခုကတဲ့မာလာထက်ဥက္ကဋ္ဌတွေကြောက်နေရတာတဲ့လက်ရှိအစိုးရနေရာမပြောက်ဖို့အရေးတရုတ်အရေးမှန်တယ်တရုတ်ရဲ့အုပ်ချုပ်ရေးလေဗျာတရုတ်အုပ်ချုပ်ရေးမှုလေဦးမင်းအောင်လိုက်ဆိုတာနော်ရုရှားကတော့ပွင့်နေပြောရင်တော့တေပေါ်တေဘက်ရွေးနေရတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်လေဖိနှိပ်ခံသူလည်းခေါ်မှာသူလည်းအပယ်ခံနိုင်ငံဖြစ်နေတာအခုချိန်မှာရုရှားလည်းစီးပွားရေးကတော်တော်လေးကိုထိခိုက်နေတာနဲ့ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရုရှားနိုင်ငံကပိုင်တဲ့ငွေကြေးတွေစီးပွားရေးတွေအားလုံးဟာတစ်ဖက်က EU ကလည်းပိတ်ဆို့လိုက်တယ်အမေရိကန်လည်းပိတ်ဆို့လိုက်တယ်နော်ပိတ်ဆို့လိုက်တယ်အခုယူကရိန်းနဲ့တိုက်တဲ့စစ်မှာလည်းယူကရိန်းရဲ့ဒီထိုးစစ်တွေတိုက်စစ်တွေကလည်းရုရှားတော်တော်ထိနာစေပါတယ်နော်ရုရှားနိုင်ငံတော်တော်ထိနာတယ်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ရုရှားကိုသွားအားကိုးခြင်းတာလည်းတနည်းအားဖြင့်နိုင်ငံရေးတန်တမန်ရေးအထောက်အကူရနိုင်ပေမဲ့ကြံတဲ့အထောက်အကူကတော့ရုရှားစီကရမှာမဟုတ်ဘူးကိုကဘာပေးပေါင်းအောင်လဲဆိုရှင်ကိုကကြောပေးပေါင်းအောင်ပါဗျာနော်ကြောပေးပြီးပေါင်းမှာဦးမင်းအောင်လိုင်းအခြေအနေကရုရှားကိုလည်းကြောပေးပေါင်းရတာပါနော်တရုတ်ကိုလည်းကြောပေးပေါင်းရတဲ့အခြေအနေမျိုးပါဘာကြောင့်လဲဆိုတော့ရုရှားစီကဘာမှရစရာမရှိစစ်ဖြစ်လို့တော့မှရုရှားစီကလက်နက်ရဖို့နေနေတာကိုကတော့ရုရှားကိုလက်နက်ထောက်ပံ့ရတဲ့အခြေအနေမျိုးတွေဖြစ်တယ်နော်အခုလိုမျိုးစီးပွားရေးအခြေအနေရဆိုလို့ရှိရင်လည်းရုရှားစီကတော့ရဖို့ခင်ဗျားတို့ဘာမှမစင်စားပါနဲ့ဘာမှရဖို့မရှိဘူးနော်အကျွေးလေးပါလေးဝယ်လို့ရတော့ရုရှားလည်းအခုတော့စီးပွားရေးတော်တော်ရုန်းကန်နေရတဲ့နိုင်ငံဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုနိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကြောက်စရာကြီးဖြစ်တယ်။နိုင်ငံမှာရှိတဲ့သူ့ရဲ့ဘီလီယံပေါင်းများစွာသောငွေတွေအားလုံးကိုလည်းနိုင်ငံတကာကပိတ်သိမ်းလိုက်တာတွေဖြစ်တယ်နော်။အဲ့တော့ရုရှားကသူရုန်းကန်နေရနိုင်ငံကိုသွားပြီးအကူအညီတောင်းတဲ့ခါကျတော့ရုရှားစီကလည်းလုံလောက်တဲ့အကူအညီလာမှာမဟုတ်ပါဘူး။အခုစီမံကိန်းတွေဆိုတာတရုတ်ငွေရရင်မရရုရှားကစောင့်နိုင်မှာမဟုတ်ဘူးမြန်မာပြည်မှာဘယ်အချိန်ပြန်ကောင်းလာမှလည်းသိကျင်တယ်မြန်မာပြည်ပြန်ကောင်းမှုကတော့လုံးဝမလွယ်ပါဘူးလုံးဝမလွယ်ဘူးဟိုလက်ရှိအခြေအနေသူတို့ထုစစ်နေသောနိုင်ငံရေးရှိတယ်လေနိုင်ငံရေးဖြစ်တယ်အဲ့တော့ပြန်ကောင်းလာဖို့ကျွန်တော်တို့လုံးဝမျှော်လင့်လို့မရဘူးဘာကြောင့်လဲဆိုတော့အခုလက်ရှိငြိမ်းချမ်းရေးတွေလုပ်မယ်နော်ငြိမ်းချမ်းရေးတွေလုပ်မယ်ဒီဥပဒေတွေပြင်ပေးမယ်ဒါကိုကြည့်ခြင်းအဖြစ်ညံ့သွားမယ်ပြောလို့မရအောင်။ဘာကြောင့်လဲဆိုတော့ဦးမင်းအွန်လိုင်းနဲ့နော်ဒီအစိုးရကိုတန်တမန်ရေးရဆက်ဆံနေတဲ့ဒီလက်နက်ကင်ဆိုတာအ ਨੇ စုဖြစ်နေတယ်လုံးဝဦးမင်းအွန်လိုင်းကိုလုံးဝယတိပြတ်အပြုတ်တိုက်မယ်ဆိုတဲ့အဖွဲ့အစည်းကပုံများနေတယ်နော်ဘယ်လိုတွေပါလဲဆိုတော့အဖွဲ့ကြီးတွေတော်တော်များများပါတယ်နောက်တစ်ခုကဗျာဝေးမကြည့်နဲ့ဦးမင်းအွန်လိုင်းအစိုးရကိုအတိမတ်ပြုလားမပြုလားဆိုတာတချို့လက်နက်ကိုင်အဖွဲ့အစည်းတွေကဥက္ကဋ္ဌသူတို့ရဲ့အဖွဲ့အစည်းဥက္ကဋ္ဌတော့မှလာမတွေ့ဘူးအစစ်နှိမ့်ဆက်ဆံခြင်းလို့ခေါ်တယ်
လက်နက်ကင်တွေကတော့မှပြန်ပြီးတဆင့်နှိပ်ဆက်ဆံထားရတော့အစိုးရနဲ့တက်မတော်ဖြစ်နေတယ်ဒါကအရှိတရားဖြစ်တယ်ဝါလာတယ်ဝါဘယ်တော့မှသူတို့ရဲ့ဒီဥစ္စာကိုမလုပ်ဘူးသူတို့ရဲ့အကြီးကဲလာမတွေ့ဘူးဟာသူတို့ကမကောင်းတတ်လို့တဆင့်နှိမ်ထားတဲ့ပုံစံမျိုးဖြစ်နေဟိုတုန်းကလည်းမြန်မာရေးမှာဒီအာဆီယံကလည်းတဆင့်နှိမ်ထားတယ်မြန်မာအခုမြန်မာအစိုးရကိုမြန်မာအစိုးရပေါ့နော်ဦးမင်းအောင်လှိုင်အစိုးရကိုတဆင့်နှိမ်ထားတဲ့အထက်မှာပြည်ပနိုင်ငံအဖွဲ့အစည်းတွေမဟုတ်ဘူးမြန်မာဦးမင်းအောင်လှိုင်အစိုးရကိုတဆင့်နှိမ်ထားတဲ့အထက်မှာပြည်တွင်းလက်နက်ကင်အဖွဲ့အစည်းတွေကအစမြန်မာဒီဦးမင်းအောင်လှိုင်ကိုတဆင့်နှိမ်ထားတာတဆင့်နှိမ်နေဆိုတာဥက္ကဋ္ဌနဲ့တော့တွေ့ရမှာမဟုတ်ဘူးဦးမင်းအောင်လှိုင်ရဲ့အဆင့်ကိုဥက္ကဋ္ဌနဲ့မတွေ့ဘူးအတိမတ်မပြုတ်ဘူးဆိုတဲ့အတိတ်ပဲနဲ့ဆက်ဆံရေးမူလောက်ကိုလာပြီးတွေ့ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ်